မင်းသိကျင်နေလားနေ့တိုင်းငပြောသီးကိုရက်ပေါင်း30တိတိစားမယ်ဆိုရင်ခဏကိုမှဘာတွေဖြစ်လာမလဲဆိုတာပထမဆုံးနေ့မှာတင်မင်းတော်တော်လေးတက်ကြွနေမှာပါဘာလို့လဲဆိုတော့ငပြောသီးထဲမှာပါတဲ့တဘာဝတကြားတိုက်ကအပိုးဘက်ထရီအိုကြီးလိုမျိုးမင်းကိုအားအကိနဲ့လန်းဆန်းနေစင်မှာမို့လို့ပါပဲခုနှစ်မြောက်နေ့ရောက်လာတဲ့အခါအစာအင်းနဲ့ဦးလန်းကျောင်းကတော်တော်လေးကိုချောမွေ့သွားပါလိမ့်မယ်ငပြောသီးတွေကအမြင်တွေကဦးထဲကအညစ်အကြေးတွေကိုအကုန်လှဲခုတ်ပေးပြီးတန့်စင်ပေးသွားမှာပါ24ရက်မြောက်နေ့မှာကမင်းရဲ့ကြွက်သားတွေကမင်းကိုကျေးဇူးတင်နေပါလိမ့်မယ်ပိုတက်ဆီယမ်တွေကကြွက်သက်သားတွေကိုရှော့ချပေးလို့ခန္ဓာကိုယ်ကအရင်ထက်ပိုပြီး fit ဖြစ်လာတာကိုခံစားရမှာပါ27ရက်မြောက်နေ့မှာတော့မင်းရဲ့နှလုံးသားလေးကပျော်ရွှင်နေမှာပါသူကသွေးပေါင်ရှင်ကိုပုံမှန်ဖြစ်အောင်ထိန်းညှိပေးနေလို့ပါပဲတလားပြည့်သွားတဲ့အခါမှာတော့တကူလုံးလန်းဆန်းတက်ကြွသွားတာကိုတွေ့ရပါလိမ့်မယ်ဗီတာမင် B6 ကတကူလုံးကိုအားဖြင့်ဖြည့်ပေးလို့ပါငပြောသီးဆိုတာတန်ပြီးတကယ်ကောင်းတဲ့အရာပါပဲဒါပေမဲ့တခုတော့တတိထားအောင်နော်အနေတော်ပဲစားပါငပြောပင်ပေါ်တက်ပြီးတော့မှမြောက်တေလိုလိုက်မခုန်နေနေဦးဒါนี้တော့တောင်းဆိုပါရစေ